ဒါကိုကြည့်လိုက်ပါဒီအလုသမားကတောင်ကုန်းတစ်ခုလုံးကိုပလစ်ချွဲချွဲရွှွန့်ကြည့်နေပတ်ဖျန်းနေတာပါ ရုပ်တရက်ကြည့်ရင်တောင်းဆောင်ကိုစွန့်နေနဲ့ပတ်နေတယ်လို့ထင်ရပေမဲ့တကယ်တော့အဲ့လိုမဟုတ်ပါဘူးသူကမျက်စိုက်နေတာပါ ပိုက်ထဲကထွက်လာတာကရိုးရိုးရွှွန့်မဟုတ်ပါဘူးပျက်စီးနေတဲ့မျက်စိလွှာကိုအသက်ပြန်သွင်းဖို့အထူးစီမံထားတဲ့မျက်စိအယောနှောတွေပါ စီပိုင်းထဲမှာတစ်သားမြန်နုနဲ့တစ်စိတွေကိုအမြန်နှုံးနဲ့မှွှဲပြီးပိုက်ထဲကနေတစ်ဆင့်မတ်ဆောက်တဲ့တောင်ကရုံးတွေပေါ်ကိုအလွှာလိုက်ပတ်ဖျန်းတာပါ အောက်ကိုရှော့ချမသွားပဲမြေပြင်ကိုတင်းတင်းကြပ်ကြပ်ကတ်တွင်နေပြီးကြားရောက်တဲ့နေရာမှာတင်ဆူဆွတ်မှုကိုထိန်းထားပေးပါတယ်ရုတ်တရက်မူးလွှာရင်တောင်ဒီအစိမ်းရောင်အလွှာကရေဆွဲမတော့ပါဘူး အန်အိုးစရာအကောင်းဆုံးကတော့နှစ်ပတ်လောက်နေလိုက်တာနဲ့တောင်းဆောင်တစ်ခုလုံးတပြိုင်နက်တည်းပင်ပေါက်လာတာပါပဲကွက်ကြားမဟုတ်ပဲသူဆက်တဲဖြစ်နေတဲ့မြက်ခင်းစိမ့်ကြီးအဖေကိုပါ အစကတည်းကဒီနီးလန်းကမြက်တွေရှန်တန်နိုင်ဖို့ကိုပဲအဓိကထားတာပါမျိုးစေ့တွေမြေကြီးနဲ့ထိလိုက်တာနဲ့ရေနဲ့အကအခွဲအလွှာကိုတခါတည်းရရှိပြီးသားပါ ရှင်တန်နှုံးကအမြင့်ထုံးကိုရောက်သွားပြီးပိုအရေးကြီးတာကဘယ်နေရာမှမဆိုအလုပ်ဖြစ်တာပါမြေစီလွှာလုံးမနေပါမရှိတဲ့တောင်ဆောင်တွေမှာတောင်မြက်တွေပေါက်လာအောင်အတင်းဖန်တီးပေးနေပါတယ် တော်တော်လေးကိုအံ့ဩစရာကောင်းနေမဟုတ်လား